ဒီဂျိုပေါ်မှာတော့ရေဟာစိန်ထက်တောင်ပိုပြီးတန်မိုးကြီးပါတယ်အချမ်းသာဆုံးဆိုတဲ့ထေးကြီးတွေမှသာဒေါ်လာတန်းချီပေးရတဲ့ရေခဲတုံးလေးတွေပါတဲ့ကိုလာတစ်ခွက်ကိုတောက်သုံးနိုင်ကြတာပါရေကိုခိုးယူဖို့စူးစမ်းတဲ့သူတွေကိုတော့မှန်လုံအိမ်ထဲမှာပိတ်လောင်ထားပြီးသူတို့ရဲ့ခနာကိုယ်တွေကရေဓာတ်တွေအကုန်ခန်းချောက်သွားတဲ့အထိပြစ်ဒဏ်ပေးလေးရှိပါတယ်အပူချိန်ပြင်းလာတဲ့တဲကနာရကြီးဟာသူတို့အတွက်တင်ချိုင်းကုန်းတစ်ခုပါပဲဒါပေမဲ့စပင်ဖြူဖြူနဲ့ကျက်ဆိုတဲ့အမျိုးသားကတော့ဒီလိုရက်ဆက်လာတဲ့လောကကြီးကိုဂယုမဆိုင်တယ်လို့ပါပဲသူဟာသူ့ရဲ့ထမင်းဘူးထဲကနေလက်ဆက်တဲ့စတော်ဘယ်ရီတီးတစ်လုံးကိုထုတ်လိုက်ပြီးပစက်ထဲထည့်လိုက်ပါတယ်အတီးရဲ့ချုံမြေလက်ဆက်တဲ့အရသာဟာ6တွေ့နေတဲ့ဒီကဘာကြီးကိုလောင်ပြောင်နေတယ်လို့ပါပဲတကယ်တော့စတော်ဘယ်ရီတပူးရဲ့တန်ဖိုးဟာကဘာချက်ချကြတဲ့နေရာကစိန်ခံဘီလာအင်ဂျီတစ်လုံးရဲ့ဈေးနှုန်းနဲ့ညီမျှနေလို့ပါရေရှားပါမှုဟာဒီကဘာကြီးကိုကနာရကြီးတစ်ခုလို6တွေ့စေခဲ့ပြီးလူသားတွေနဲ့တက်ရှိအားလုံးဟာရေတဆက်ရဖို့အတွက်နောက်ဆုံးထွက်သက်အထိတိုက်ပွဲဝင်နေကြရပါတယ်မှန်တစ်တာထဲမှာပိတ်လောင်ခံထားရတဲ့ရေကိုးသမားတွေရဲ့မျက်လုံးထဲမှာတော့မျောလင်းချက်ကင်းမဲ့နေတဲ့အရေးအယောင်တွေကိုနေရာတိုင်းမှာတွေ့နိုင်ပါတယ်ဒါပေမဲ့ကျက်တွက်ကတော့စိန်ခံလူနေမှုဘဝဟာမရှိမဖြစ်ပါပဲသူဟာအနေရည်ပြည့်နေနေတဲ့ဈေးကွက်ထဲကိုဘသူ့ကိုမှဂယုမဆိုင်ပဲရှောက်လန်းသွားခဲ့ပါတယ်သူဟာနမေကြီးမောင်ခိုကုန်တယ်ကြီးစီကနေအလွန်ဈေးကြီးလာတဲ့ပစ္စည်းတွေကိုဝယ်ယူခဲ့ပါတယ်အဲ့ဒီကုန်တယ်ကြီးဟာပိုက်ဆံရှိရင်ဘလို့ပစ္စည်းမျိုးမဆိုရအောင်ရှာပေးနိုင်သူပါအဲ့ဒီနောက်မှာတော့ကျက်ဟာကဘာပေါ်မှာအဖိုးတန်ဆုံးလို့ဆိုရမယ့်စိန်ခံပစ္စည်းတွေကိုထပ်မံဝယ်ယူလိုက်ပါတော့တယ်